မြန်မာနိုင်ငံ၏ပြည်သူရွေးချယ်တင်မြှောက်ထားသောသမ္မတကြီးဦးဝင်းမြင့်သည်စစ်အာဏာသိမ်းပြီးနောက်အဓမ္မဖမ်းဆီးခံရကအကျဉ်းချခံထားရသူတဦးဖြစ်ပြီး2026ခုနှစ်ဧပြီလ18ရက်နေ့မနက်ပိုင်းတွင်တောင်ကိုအကျဉ်းထောင်မှပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်လာခဲ့သည်ဟုသိရသည်ထိုနေ့သည်မြန်မာနှစ်တကူအထေးအမတ်အဖြစ်စစ်အာဏာရှင်အဖွဲ့မှပြစ်ဒဏ်လျှော့ပေါ့ခြင်းနှင့်လွတ်ငြိမ်းခွင့်များပေးအပ်သည့်နေ့ဖြစ်ပြီးသမ္မတဦးဝင်းမြင့်လည်းထိုအခွင့်အရေးအောက်တွင်လွတ်မြောက်လာခြင်းဖြစ်သည်လွတ်မြောက်ပြီးနောက်တွင်၎င်းသည်မိသားစုဝင်များရှိရာနေပြည်တော်ရှိငှားရမ်းနေအိမ်သို့ပြန်လည်ရောက်ရှိနေပြီးမိသားစုနှင့်ပြန်လည်တွေ့ဆုံနိုင်ခဲ့သည်ဟုသတင်းများအရသိရသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်၏ပြောကြားချက်အရသမ္မတဦးဝင်းမြင့်၏ကျန်းမာရေးအခြေအနေမှာအပြင်ပိုင်းကြည့်လင်ကောင်းမွန်နေသည်ဟုဆိုနိုင်ကြောင်းသိရသည်ထို့အပြင်သမ္မတဦးဝင်းမြင့်သည်မိမိဘဝတွင်ဗုဒ္ဓဘာသာ၏အခြေခံကြသော၅ပါးတီလကိုအမြဲလိုက်နာကျင့်သုံးခဲ့သူဖြစ်ပြီးမိသည့်ပြစ်မှုများကျူးလွန်ထားခြင်းမရှိကြောင်းကိုလည်းသူ့ကိုယ်တိုင်ပြောကြားခဲ့သည်ဟုသိရသည်၎င်း၏လွတ်မြောက်မှုသည်ကြိုတင်တတိပေးခြင်းမရှိဘဲဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီးထောင်အာဏာပိုင်များမှနေ့လယ်ပိုင်းခန့်တွင်လာရောက်ခေါ်ယူကာလွတ်မြောက်စေခဲ့ကြောင်းလည်းထပ်မံသိရှိရသည်ယခုကဲ့သို့လွတ်မြောက်လာခြင်းသည်မိသားစုအတွက်သာမကသမ္မတဦးဝင်းမြင့်အတွက်ပါအကျိုးရှိတော်လေနိုင်ငံတစ်ခုလုံးအတွက်လိုအပ်နေသည်သမ္မတဦးဝင်းမြင့်သည်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မနက်အစောပိုင်းတွင်စစ်တပ်မှအာဏာသိမ်းချိန်တွင်ထိန်းသိမ်းခံရပြီးနောက်အကျဉ်းချခံခဲ့ရသူဖြစ်သည်ထိုအချိန်မှစ၍၎င်းအားစစ်ကောင်စီမှအဂတိဆိုင်ရာအမှုများနှင့်အခြားဥပဒေပြဋ္ဌာန်းချက်များဖြင့်တရားစွဲဆိုခဲ့ပြီးစုစုပေါင်းထောင်ဒဏ်9နှစ်ခွဲချမှတ်ခဲ့သည်ထို့သောအပြစ်ဒဏ်များချမှတ်ခံထားရတော့လေယခုအခါတွင်လက်ရှိကြန့်ရှိနေသောပြစ်ဒဏ်ကာလမပြည့်မီလွတ်မြောက်လာခြင်းဖြစ်သည်ဤကဲ့သို့လွတ်မြောက်လာခြင်းသည်နိုင်ငံရေးအခြေအနေများနှင့်ဆက်နွယ်နေသည်ဟုသုံးသပ်မှုများရှိနေပြီးစစ်အာဏာရှင်အဖွဲ့၏ပြစ်ဒဏ်လျှော့ပေါ့ခြင်းများအတွင်ပါဝင်လာခြင်းဖြစ်သည်ဟုယူဆနိုင်သည်သို့တော်လည်းသမ္မတဦးဝင်းမြင့်အပါအဝင်အကျဉ်းချခံထားရသောနိုင်ငံရေးအကျဉ်းသားများ၏အရေးအခင်းသည်ယခုအချိန်ထိအပြည့်အဝဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်းကိုလည်းလူမှုအတိုင်းဝိုင်းတွင်ဆက်လက်ဆွေးနွေးနေကြသည်သမ္မတဦးဝင်းမြင့်၏ကိုယ်ပိုင်ပြောကြားချက်အရမိမိသည်ဘဝတစ်လျှောက်လုံးဗုဒ္ဓဘာသာ၏အခြေခံကြသောတီလတရားများကိုလိုက်နာကျင့်သုံးခဲ့သူဖြစ်ပြီးမိသည့်အဖြစ်မှမကျူးလွန်ခဲ့ကြောင်းကိုထပ်လောင်းအတည်ပြုထားသည်ထို့သောပြောကြားမှုသည်၎င်း၏ကိုချင်းတရားနှင့်တမာတိကိုဖော်ပြနေပြီး၎င်းအပေါ်ထားရှိခဲ့သောဆွဆွဲချက်များနှင့်ဆန့်ကျင်နေသည်ဟုလည်းတွေးခေါ်နိုင်သည်ယနေ့အခြေအနေတွင်၎င်း၏လွတ်မြောက်မှုသည်လူထုအတွက်မျှော်လင့်ချက်တရက်ကိုပေးစွမ်းနေတော်လေနိုင်ငံရေးတည်ကျင်ရေးနှင့်ဒီမိုကရေစီပြန်လည်တည်ဆောက်ခြင်းတို့အတွက်ဆက်လက်ကြိုးစားမှုများလိုအပ်နေစေဖြစ်သည်